ပရီးမီးယားလိပွဲစဉ်၄အားအကဲခတ်ခြင်းဘောလုံးကဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ပါဘူးပရီးမီးယားလိရဲ့၃ပတ်တာကာလစကတည်းကအန်အားသင့်စရာတွေနဲ့ဂိုးတွေကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရပြီးသားပါအခုစတုထအပတ်မှာတော့ပုံမူကြီးမားတဲ့ရှုပ်ထွေးရောထွေးမှုတွေပြိုင်ဆိုင်မှုတွေနဲ့ယာတီသစ်အတွက်အထိပ္ပယ်ရှိမဲ့ပွဲစဉ်တွေကစောင့်ကြိုလျက်ရှိပါတယ်ဒါဟာရိုးရိုးပွဲစဉ်တွေထက်ပိုပါတယ်ဒီရက်တစ်ပတ်ဟာချန်ပီယံတွေသူတို့စွမ်းရည်ကိုတက်တည်ပြရမယ့်ပွဲစဉ်တွေဖြစ်တယ်လို့မန်နေဂျာအချို့အတွက်PR တွေစတင်ခံစားနေရမယ့်အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။တက်ရောက်မှုအရှိဆုံးကတော့မန်ချက်စတာမှာပါ။အပြာနဲ့အနီရောင်ထပ်မံတွေးဆောင်ကြမယ့်ဒီမျိုးကြီးကနှစ်ပိုင်းကွဲသွားပါပြီ။မန်ချက်စတာစီးတီးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ဒါဘီပွဲဟာဇယားထပ်ပို့ပြီးအရေးကြီးတယ်လို့အမြဲခံစားရတယ်။ကစားဟန်ထပ်ပို့ပြီးအရေးကြီးတယ်။စူးတစိတ်ပြိုင်ပွဲထက်တောင်ပို့ပြီးအရေးကြီးပါတယ်။စီးတီးဟာတာမန်အားဖြင့်အနိုင်ရရှိမယ်ထင်ရပေမဲ့ဒီဟာဒီမှာတော့လူသားဆန်တဲ့အားနည်းချက်တွေပြသလာပါတယ်။ရင်းရိုင်မှုအနေငယ်ဟာသူတို့အပေါ်ထိခိုက်လွယ်နေပြီလားဆိုတဲ့အတန်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။တစ်ဖက်မှာလည်း United ဟာဒဏ်ရာတွေရှိပေမဲ့ယုံကြည်မှုနဲ့ရှင်ပြိုင်လာမှာပါ။မြောက်လန်ဒန်က Arsenal နဲ့ Nottingham Forest ကိုအဲခံကြိုးဆိုမှာပါ။မိပြတဲ့ဦးဆောင်မှုအောက်မှာစွမ်းအားအသစ်တွေရှာဖွေနေတဲ့ Forest ဟာပောက်ကွဲဖို့အချိန်ကိုစောင့်ဆိုင်းနေတဲ့ Arsenal အသင်းနဲ့ရင်ဆိုင်ရမှာပါ။ Arsenal ရဲ့အိမ်ဝင်းပွဲဆိုတာအမြဲတမ်းကြည့်ကောင်းတဲ့ပွဲပါပဲ။ဘူကာယိုဆာကာဒါမှမဟုတ် Martin Odegaard တို့လိုကျယ်ပွင့်တစ်ယောက်ကပွဲကိုပြောင်းလဲနိုင်တယ်ဆိုတဲ့ခံစားချက်တွေပေါ့။ Forest ကခံစစ်ကာကွယ်မယ်တိုက်ခိုက်မယ်အနိုင်ရအောင်လုပ်ကောင်းလုပ်မယ်ဒါပေမဲ့အာဆင်နယ်ကတော့ဒီပွဲတွေဟာချန်ပီယံဖြစ်ချင်သူတွေနဲ့အိမ်မက်မက်သူတွေကိုခွဲခြားပေးတယ်ဆိုတာသိထားပါတယ်အလားတူချယ်ဆီကလည်း Brentford နဲ့ London Derby ပွဲကိုဝင်ရောက်ကစားမှာပါချယ်ဆီရဲ့ဇလန်းကဒီ Premier League game မှာဆက်ရှိဖို့ဒီလိုပွဲစဉ်တွေကိုအနိုင်ရဖို့လိုအပ်ပါတယ်ထက်မြက်တဲ့ကစားဟန်ကတစ်ခါတရံမှာခြေချော်မှုတွေကရှိနေပါသေးတယ် Brentford ရဲ့စနစ်ကျတဲ့ကစားဟန်ကနာမည်ကြီးအသင်းတွေကိုဘယ်တော့မှမကြောက်ရွံ့ပါဘူးဒါပေမဲ့ချယ်ဆီကလည်းဒီဟာဒီမှာမတူဘူးဆိုတာတက်တည်ပြဖို့စိတ်အားထက်သန်နေတဲ့ကစားသမားတွေရှိပါတယ်။သူတို့အတွက်ကတော့ရမှတ်သုံးမဲ့ရရှိရေးကိစ္စတွေနာမကပဲသူတို့ဟာအပတ်တိုင်းစီးချက်ညီညီကစားနိုင်တယ်ဆိုတာကိုပြသဖို့လိုအပ်ပါတယ်။လီဗာပူးကတော့မျှော်လင့်ချက်တွေနဲ့သရုပ်ထအဘက်ကိုဝင်ရောက်မှာပါ။ခံစစ်အားကောင်းကောင်းနဲ့ကစားလေးရှိတဲ့ဘန်လီကိုရင်ဆိုင်ရမှာဖြစ်ပြီးလီဗာပူးကအနိုင်ရဖို့စီစဉ်လာမှာပါ။ရင်းထန်မှုဖိကစားမှုဂိုးတွေကပေါက်ကွဲထွက်လာမယ်ဆိုတဲ့ယုံကြည်မှုတွေပါပဲ။ Slot Man တွေအတွက်တော့အနိုင်ရယုံတင်တာမကချန်ပီယံပြိုင်ပွဲရဲ့အထက်ပိုင်းမှာရှိနေတဲ့ဆိုတာကိုလူတိုင်းသိအောင်ပြောပြဖို့ပါပဲ Crystal Palace ကဆန်နာလန်ကိုရင်ဆိုင်ရမှာဖြစ်ပြီးယုံကြည်မှုအပြည့်နဲ့ရှင်ပြိုင်ကြမှာမို့ကြည်ကောင်းမယ်ပွဲပါ Premier League စတုဒ္ဓအပတ်ဟာတရားဘော်ကရမှတ်တွေတင်မကပါဘူး Premier League ရာသီရဲ့အစောပိုင်းအပတ်တွေဟာဘသူကထက်မြက်နေလဲဘသူကလမ်းပြောင်းနေလဲဖိအားတွေများလာတဲ့အခါတုံ့ပြန်မှုဇယိုက်လက္ခဏာရှိသူကဘသူလဲဆိုတာကိုစမ်းသပ်ကြမှာဖြစ်ပါတယ်ဒါဘီတပွဲကရာသီတစ်ခုလုံးကိုမြင့်တင်ပေးနိုင်တဲ့ခြေချော်မှုတစ်ခုကလာပေါင်းများစွာပြင်ဆင်မှုတွေကိုဖျက်ဆီးနိုင်တယ်။ပြီးကြတဲ့ကစားဟန်တစ်ခုကကစားသမားတစ်ယောက်ကိုကျယ်ပွင့်အဆင့်ကိုရောက်ရှိစေနိုင်တယ်။ဒီတော့ဒီရက်တစ်ပတ်ရောက်လာတဲ့အခါဒီအချက်ကိုသတိရလိုက်ပါ။ Premier League ဟာဘသူ့ကိုမှမစောင့်ပါဘူး။သူကမြင်မြင်ရွေ့တယ်။တနည်းအားဝင်ခြင်းကိုအပြစ်ဒဏ်ခတ်တယ်။ဒီခိုက်တန်းကိုစုပ်ကင်ဖို့တတိရှိသူတွေကိုစုချီးမြင်တယ်။ကျွန်တော်တို့ချစ်တဲ့အရာတွေပဲဖြစ်တဲ့စိတ်အားထက်သန်မှုပြိုင်ဆိုင်မှုအံ့အားသင့်မှုနဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာပြိုင်ဆိုင်မှုတွေကိုမြင်တွေ့ကြရမှာပါ။